ခင်ကြီးဦးတစ်တွင်တန်ဖြစ်ပြုလုပ်ထားသောသားတစ်ယောက်ရှိသည်ထိုသားငယ်သည်တစ်သားစားရသည်ကိုအလွန်နှစ်သက်၏သားဖြစ်သူပျော်ရွှင်စေရန်ဖခင်ဖြစ်သူကတစ်သားလေးဟုန်စည်းတိုင်ခွက်ကလေးတစ်ခုပြုလုပ်ပေးတော်လဲတန်သားငယ်သည်လက်ထဲရောက်သည်နှင့်ပါဇက်ထဲထက်ကစားပစ်လိုက်သည်မြည်သည့်တစ်သားကစားစရာပေးပေးအားလုံးကိုဝါစားပစ်လေးရှိသည်အချုံးမတက်ရသေးသောတစ်သားလေးရင်ပြန်ကိုပင်သုံးပုံတစ်ပုံခန့်ကိုက်စားလိုက်သေးသည်တန်သားငယ်သည်တစ်နေ့ထက်တစ်နေ့ကြီးထွားလာပြီးစားခြင်းစိတ်မှလည်းပုံမူပြင်းထန်လာသည်ကစားစရာများဖြင့်မလုံလောက်တော့ပဲကလတ်ထိုင်စပွဲနှင့်ဗီလိုများကိုပါကိုက်စားတော့သည်အိမ်တွင်းပြည်ဘောကများတစ်ခုပြီးတစ်ခုပြက်ကွယ်သွားရုံသာမကနေရန်ကိုပင်အပေါက်ကြီးဖြစ်အောင်ကိုက်ခဲလိုက်သည်ဖခင်ဖြစ်သူသည်သားဖြစ်သူနောက်မှလိုက်၍လိုက်လံပြင်ဆင်ပါထေရသည်သို့သောဖခင်ဖြစ်သူပြင်ဆင်သည့်ထက်သားဖြစ်သူကပုံမူမြန်ဆန်စွာစားပစ်လိုက်သည်ရိုင်းနေနေသောအိမ်ကိုတစ်သားအပူများဖြင့်အားဆိုင်၍ထင်းထားတော်လဲတန်သားငယ်ကအိမ်တိုင်ကိုတကိုက်သေးဖြင့်ချိုးပစ်လိုက်သည်ထိုခဏချင်းမှာပင်အင်ကြီးပြိုကျသွားတော့သည်ဖခင်ဖြစ်သူသည်မိမိကိုယ်ကိုအကာအကွယ်လုပ်၍သားဖြစ်သူကိုငုံမိုးအုံမူပေးခဲ့သည်နှစ်ဦးစလုံးဒဏ်ရာမရရှိခဲ့တော်လဲအင်္ဂလိပ်မှာမူပျက်စီးသွားပြီဖြစ်ပြီးဖခင်ဖြစ်သူသည်အသေးကွဲစွာဖြင့်မတ်တက်ရက်လိုက်သည်ပထမဆုံးအချိန်ဖြင့်ဖခင်ကသားကိုအော်ဟစ်မောင်နှံပြီးထွက်ခွာသွားသည်ကိုတန်သားငယ်ကကြည့်နေမိသည်တန်သားငယ်သည်တစုံတစ်ခုကိုနားလည်သွားပုံရသည်ကောင်းမွန်ကဘာလို့ရမှန်းမသိဖြစ်နေစဉ်ဖခင်ဖြစ်သူရခင်ကပြုလုပ်ပေးခဲ့သောလေဟုန်စည်းတိုင်ခွက်ကလေးကိုမြင်သွားသည်တိုင်ခွက်တွင်အတောင်ပံတစ်ခုသာကျန်တော့တော်လဲတန်သားငယ်သည်တိတ်တဆိတ်ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်